ဒ္ဓရှင်တော်ကုန်ကြီးသာသနာကုန်ရှိရောင်ဝါလေးလို့ထွန်းလေးစရာပါတို့များမြင်ပြီးတူးတက်လာသမျှပတ္တရချူမီထွန်းလေးစရာပါတို့များမြင်ပြီးတူးတက်လာသမျှပတ္တရချူမီစံတော်ရာမွေလာလေးပမာအေးမြတော်လင်းတဲ့တွေပြီးလို့နေတာတရားဓမ္မတွေနဲ့ပြုံးမှုရမဖို့ရလန်းရှောက်လန်းနာတို့သာသနာရေးတို့ဘာသာရေးတွေ့ချင်းပြောစရာရွှေရောင်တဝင်းဝင်းနဲ့စီရီပထိုးတွေထုံးဖြူဖြူစီရီပထိုးတွေဖယားတစ်စောင်းကန်းကြောင်လုံးပေါ်များတဲ့ပြေရွှေရောင်တဝင်းဝင်းနဲ့စီရီပထိုးတွေထုံးဖြူဖြူစီရီပထိုးတွေဖယားတစ်စောင်းကန်းကြောင်လုံးပေါ်များတဲ့ပြေတို့မြင်ပြီးနိုင်ငံတော်ဗုဒ္ဓသာသနာရောင်ဝါလွန်ကလေးဒါကြောင့်မို့တို့များတွေတာယာအေးချမ်းပြီးမတန်နိုင်ပါလေ